အဲ့တော့နေမင်းသားကျွန်တော်ခေါ်လာကရုပ်ရှင်မင်းသားရုပ်ရှင်ရိုက်ဖို့ခေါ်တာလေရုပ်ရှင်ရိုက်ရစီကိုနောက်နေတာပဲဟုတ်ကဲ့ဆရာကျွန်တော်ခေါ်လာကရုပ်ရှင်မင်းသားရုပ်ရှင်ရိုက်ဖို့တက်ခေါ်တာဇမင်းသားတွေကိုမခေါ်သေးဘူးဆရာလည်းမင်းသားဆိုတော့ကျွန်တော်မင်းသားတက်လာတယ်ဗောဆရာရုပ်ရှင်မင်းသားကိုခေါ်တာလေဘယ်လိုလဲဆရာတက်လာပြီးတော့ဒီနေ့တော့ခိုင်းတယ်ဘာဖြစ်အဲ့ဒါတော့ခုကျွန်တော်တို့ရုပ်ရှင်မင်းသားတွေလည်းဒီပါပြောပြနေတယ်ခဏလေးဟုတ်ကဲ့ဆရာအစိုးရတွေလည်းမင်းသားတွေဖြစ်နေပြီဟုတ်ကဲ့ဆရာတော့ဇမင်းသားတွေလည်းမင်းသားတွေဖြစ်နေပါတယ်ဖြစ်နေပါတယ်ဆရာဟုတ်ပြီနော်ဟန်ဆာမိုးဝင်းတို့စွမ်းစားလေးတို့ဖို့ချစ်တို့မင်းသားရိုက်တယ်မင်းသားဖြစ်တယ်ဟုတ်ကဲ့ဆရာโอเคအဲ့တော့ဘာဖြစ်စူးစမ်းရင်တော့ဖြစ်နိုင်တယ်တောက်သားနာမည်ပေါက်စီတယ်ပေါက်စီဟုတ်ကဲ့ပေါက်စီလားဟုတ်ကဲ့လားအဲ့တော့ရုပ်ရှင်မင်းသားဖြစ်ချင်တာပေါ့ဖြစ်ချင်တာဖြစ်ချင်တယ်ဆိုရင်ရုပ်ရှင်မင်းသားဆိုတာကလုံးဝအိုက်တင်ဆုံးတက်နေမှရမှာနော်အိုက်တင်လည်းရတယ်လို့ရှင်မင်းသားနောင်မင်းသားပေါင်းစုံကိုရတယ်မင်းသားကြီးတွေရတာပေါ့ချူကိုလိုချောင်းကိုမပြောနဲ့ငါဗညာဟန်နဲ့လွတ်ပြလိုက်မှနေဦးလားဗညာတော့မရတော့ဘူးဘာဖြစ်လို့ဟိုအကြီးတယ်ဟုတ်တော့ဘာလို့ဒီပုံညက်ကြီးတယ်မနောက်နဲ့ဟုတ်ကဲ့ရုပ်ရှင်မင်းသားဟုတ်ဆရာအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ဆရာကြိုက်ရင်ရွေးမယ်ဟုတ်ဆရာဟုတ်ပြီနော်အဲ့တော့ကျူးသားမယ်ဆရာကျူးသားမယ်ဆရာအမတက်လာပြောရမှာကျွန်တော်ပြောရမလားပြောရတယ်မမအပွားမတို့အားပြင်းလာလိုက်တာနော်သူတို့ရော်တော့ဆိုဒီလိုကြီးပဲခွေးပင်ကမွေးလိုက်တဲ့သားမလို့နာမည်တော်ပြောင်းသွားပြီဘာတဲ့တော့နာမည်ကပေါက်စီခွေးပင်ကချစ်လို့အားလုံးပေါင်းပြီးတော့နာမည်ပြောင်းထားတယ်ဘာတဲ့ခွေးစီလို့ကောက်မနောက်နဲ့အဲ့တော့ဆရာနည်းနည်းလေးစမ်းသပ်မယ်ဟုတ်ကဲ့ဆရာဟုတ်ပြီနော်အဲ့တော့ရှေ့မင်းသားကြီးအခုကျွန်တော်တို့ဆိုရင်တော့အရင်တော့အခုအားလုံးသိနိုင်တဲ့မင်းသားကြီးဆိုရင်တော့ရွှေမန်းတင်မောင်ရဲ့အိုက်တယ်လေးနဲ့တော့ခိုင်းကြည့်မယ်တချင်းလေးတွေပါလေးတွေကြိုက်ရင်ရွေးမယ်ရတယ်လေဆရာဟုတ်ကဲ့နော်ရွှေကြီးစီရိုက်ခတ်လို့တည်တံကြလိမ့်မည်အမိုက်ဇက်တွေသိညာဖို့ဒီအချို့မျိုးကလို့ဆိုပါတော့တက်ဘူးနာရပါတယ်ကောင်းလိုက်တာမင်းသားရဲ့အလူအယဝတ်သားကြီးလေးอ่ะမင်းသားအလကားနောက်တာမင်းသားကြိုက်သွားပြီဟုတ်ကဲ့ဆရာဒါပေမဲ့ဆရာအားလုံးနဲ့တော့မချင်တဲ့သေးဘူးရသေးလားဆရာအဲ့တော့ဆရာနဲ့စမ်းသက်ကြည့်အောင်မယ်ဘယ်သူကိုင်းမလို့အရင်တော့ကမင်းသားကြီးဝနအောင်တင်စိတ်အောင်မင်းဝနကျော်တင်စိတ်အောင်မင်းအဲ့ဒီမင်းသားစိတ်အောင်မင်းရဲ့ရတယ်ဆရာအစိုးကလေးနဲ့နည်းနည်းစမ်းကြည့်မယ်ဘေဒနာပရိသေတိရာဟုလန်တကြနာတနာမင်းသားတရားနာမလားတရားနာမဆိုပြိဿချိန်ပေးမလို့တင်ပါဗျာအဲ့ဒီသရှင်ကွာလို့ပဲလေအဲ့လိုချင်းအဲ့လိုရာဟုလာမွေးတောင်းကန်းဟုတ်ကဲ့စိန်နာတော်တန်ဘာသာစီတီသောတန်တော်ပြရတယ်ဘာနေစကောရေတောင်းနေဖတ်တယ်အလူအယငါပါပြီအဲ့ဒါဆရာဆိုရအားလေးရှောက်ပြောနေတချင်းဆိုခိုင်းတာလေးဇွန်းနေရောက်မှကြံသေးတယ်ဆရာဇွန်းနေလည်းမရောက်နဲ့တော့ချိန်ပေးမရအောင်မင်းသားဟုတ်ကဲ့အဲ့တော့အရန်ကိုတော့ကျွန်တော်သဘောကျနေပြီအဲ့တော့ဘယ်မင်းသားတွေအိုင်နေကြသေးလဲကျွန်တော်ဒီခေတ်ကမင်းသားတို့ဖိုးချစ်ရတယ်ဆရာဖိုးချစ်ကြက်ချစ်မယ်ရှင်တို့သူတွေချစ်စရာပြမော်တယ်လီလိုလားအာယာပါရလက်ကိုဒီကမမောရမပန်းနိုင်စစ်စစ်ကြိုးသားကရှင်တို့သူတွေချစ်စရာပြမော်တယ်လီလိုလားအာယာပါရလက်ကိုဒီကမမောရမပန်းနိုင်အပေါက်ကြိုးသားကဦးရေလာပါလားချစ်လို့ပါဗျမပရေလာပါလားပြောပြီးပါဗျအောက်စီကသနာရေအောင်တယ်တော်ကြီးအောင်ပြောပြချမော်ဒီမအကားလေးကြည့်အကားလေးဟိုချစ်ကချေဝင်းချေကျော်နာမည်ကြီးတာဟုတ်တယ်ကျွန်တော်လေးရတယ်ဆရာကလဆန်ဆရာကိုကတော့မင်းမသိဒါလေးတော့ဖမ်းပြပါဆရာအလောင်းကြိုက်တာတော့ပူလီနဲ့သူကရပြီနော်โอเคဆရာအကားလေးလက်ခေါ်တယ်လေနောက်ခွေးချစ်လို့တဲ့ကလားမင်းသားတကယ်ကြီးကနေလုတ်ကောင်ရှေ့ကျော်ရတယ်ဆရာဟုတ်ချင်ရှေ့ကျော်ရှေ့ကျော်လက်ကစားလေနောက်ကျော်ရှေ့ကျော်ရတယ်ဆိုဟုတ်ချင်ကအဲ့လိုလေရလေရှေ့အောင်နောင်အောင်ရတယ်လေရှေ့ကျော်နောက်ကျော်ဟောဦးမလားမြင်တာကျွန်တော်မမြင်လိုက်ဘူးတက်လို့ဟုတ်တယ်ဆရာရှေ့ကျော်နောက်ကျော်
မျိုးတော့ခိုင်းအောင်မယ် ဘယ်ဆရာလို့လဲ ကျွန်တော်တို့မန္တလေးတိုင်းမြန်မာတနိုင်ငံလုံးကိုသိပ်ပိုက်သွားတဲ့မင်းသား ဟုတ်ကဲ့ မင်းသားကြီးကျွန်တော်တို့မန္တလေးသိမ်းဆောင် အော်သိတော့ကရှင်းပြီနောက်ပြီကလတိုင်းကြီး ဟုတ်တယ်ဟာမင်းသားကြီးတနိုင်ငံလုံးကိုသိပ်ပိုက်သွားတဲ့မင်းသားကြီး မင်းသားကြီး ဟုတ်ကဲ့ ကြားပါဆရာ မန္တလေးသိမ်းဆိုရဲ့အိုင်ဒီလေးနဲ့အတန်လေး သိတော့ကကျတော့ပြိတ္တကိုသူကသူ့မိသားစုကိုလုပ်ပလိုက်တာ ဟုတ်တယ် ရှင်နာပြိတ္တတွေကိုသိတော့ကသစ္စာပဲမေတ္တာပဲကျဲတယ်မင်းသားလေးစစ်စစ်ကပြိတ္တကိုအချစ်ပန်းနေကျဲမယ် အချစ်ပန်းနေကျဲမယ်အမဘာမှမထဲရသေးဘူးဘာဖြစ်နာ ကိုပြိုးနဲ့ပေါင်းပြီးတော့သိန်း20ဘိုးလောက်အချစ်ပန်းတွေဝယ်ထားတယ် ဟုတ်ကဲ့ ရတဲ့လူကစစ်စစ်ဖူးတာရှင်မဲတော့ရတဲ့ကိုသိစော်လို့လုပ်ပြမှာမလား အေးဟုတ်တယ် မန္တလေးသိစော်ဖိုက်တယ် သိမ်းဆောင်အက ရပြီကိုမစပြ ကဲမန္တလေးသိမ်းဆောင်မန္တလေးသိမ်းဆောင်အတန်နဲ့မန္တလေးသိမ်းဆောင်တစ်ချီကိုကျွန်တော်ဆောင်းတော်မင်းသားလေးမန္တလေးပေါက်စီရနေကြောင်တော်ပေါက်စီရနေပြီးတော့ကျွန်တော်ချစ်စော်တော်ပြိတ္တကြီးကိုပြစ်တာပဲများကျေတော့မှာဖြစ်ပါတယ် ဇမင်းသားလေးပေါ့စီတိုင်းပြည်ကမတီးဇမင်းသားလေးသိစောတိုင်းပြည်ကမျိုးပေါ်နေရဒီမှာတမင်းစီမြေမောတင်းနေတဲ့ချေဝါလာတော့ဒီမှာတမင်းစီမြေမောတင်းနေတဲ့ချေဝါလာတော့အောင်စီတဲ့ညင်ညောင်းတောင်းထိုက်ကကြော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 တာလီချေရနေနော် မပေါက်စီရနေပြီးတော့ဒီနာအဲ့ဒီမြင့်တာပန်းနေတော်တော်ကိုရှာယူရတယ်ဒီနေ့နော်တော်တော်ရှာဝယ်ခဲ့ရတာလားမသိဘူးဒီနာဖြည်းဖြည်းကမောမယ်မင်းသားဒီနာဖြည်းဖြည်းကမင်းသားမောမယ်ဖြည်းဖြည်းကမောမယ်ဖြည်းဖြည်းဒီကျေးဇူးနဲ့ဒီနေ့ကလို့ပြီးအောင်မလား မင်းကအကြာကြီးလဲတာမ တချီပြီးတော့နေကောက်ွက်တစ်ခွက်ပြီးမှမဟုတ်ဘူး ဟုတ်ကဲ့ဆရာ โอเคကြိုက်သွားပြီ ဟုတ်ကဲ့ဆရာ ဒါရေးလိုက်မယ် ဟုတ်ကဲ့ဆ စာ ရာ ကတော့ချင်းဒီဆရာဘက်ကိုကတော့ ဟုတ်ကဲ့ဆရာ ဟုတ်ပြီနော် ဟုတ်ဆ အဲ့ ရာ တော့မင်းသားကြိုက်သွားပြီ ဟုတ်ကဲ့ အဲ့တော့မင်းသားကိုဇမင်းသားဖြစ်နေတဲ့အတွက်ခက်တခဏတော့နားခိုင်းတော့မယ်ဆရာမရွေးနိုင်သေးပါဘူး ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့မ ရာဇဝင်ကားတွေပါနေလိုက်ရင်ကျွန်တော်တို့သတိရမယ်ဆရာ တတိရပါမယ် ဖုန်းဆက်ပါမလား ခေါ်လိုက်ပါမယ် ဖုန်းနံပါတ်ပြီးခဲ့မယ်လေ ဟုတ်ကဲ့ 3ည9 3ည9 9 9 3ည အာနယ အာနယမနေ့ကထွက်မဲ့ကနန်းကအ ပူနဲ့ထောင်ဖို့ နှလုံးဘက်ကိုရောက်နေမင်း စီရီယာစားတာကိုအခုတစ်ခါတည်း ပဲပဲ 09 09 555ခေါ် 555ခေါ် 3ည7 3937 005 005 5258 အဲ့ဒါနဲ့အဲ့ဒါဖောက်တယ်ပဲလားအဲ့မလာနံပါတ်လည်းလို့ပါလား 92 92 95 95 diesel တခုမှမရပါဘူးသာတော့ပါ ဆရာနဲ့ဓာတ်ပုံလေးရိုက်ခဲ့ချင်တယ် ဟောရခဲ့ရ ဆရာစ